စပင်းညှက်လိုက်တာလားမဟုတ်တူသွားတော့မနဲ့နိုးတော့တူဝင်သွားဟုတ်တယ်ကျွန်တော်မွေးရပါအကောင်စပင်းကမွေးရမှာကြီးဒီမွေးရငယ်တော့ရမ်းနေငယ်တော့ဆိုရင်ငယ်တော့ဆိုဘယ်လိုပြောမလဲစပင်းကထားခြင်းလို့ထားလို့မရဘူးဗျာဒီလားသူများတွေအလဲခွဲပြီးတော့လို့ပိုက်စီရဲထုံးလို့ပေါ့အလဲခွဲပြီးလို့ခင်မှာကျွန်တော်ကចောင်းသားမှာလို့ခန်းထဲအကောင်တွေကမှတ်မိပါတယ်လို့စပင်းဖြောင်းတဲ့ကောင်နဲ့အလဲခွဲတွေပိုင်းနဲ့ဖြစ်နေဆိုတော့ကျွန်တော်ကလို့ဟိုဟာနဲ့ဖဲလိုင်းဒီကေနဲ့ကောက်ပွားတယ်ညံ့အဲ့လိုတူတူပပအမေအမြင်ပြောတဲ့စပင်းညက်ဆိုင်မှာအမြင်ညက်ပြီးတဲ့ပုံရှိတူတူပပမြင့်ဆိုတူတူပပမြင့်ပဲညက်စပင်းကလေအမြင်ရှည်လာရင်လည်းလို့ထားလို့မရအောင်လို့စပင်းကောက်ပြီးနဲ့ချွေးရည်နဲ့အမြင်ချွေးတော့ကျွန်တော်ခေါင်းကပေါင်မြဲထားတယ်ကျွန်တော်အရန်ဆော့တယ်ချွေးရလည်းအရန်တန်တယ်အကြောင်းမှတော့အမြဲဆော့ရဗျာလို့စိန်ပြင်းနဲ့ဆော့တယ်ဘောလုံးကန်နဲ့ဘတ်စကတ်ဘောဆော့တယ်လို့စိန်ပြင်းအသေးဆော့တာရင်တော့ယောက်ျားလေးမှာနော်ယောက်ျားလေးเจ้าပေါ့နော်မိန်းကလေးမရှိဘူးနော်အသေးဆော့စပင်းနဲ့အဲ့လိုချွေးရည်နဲ့အဲ့လိုမြင်းနံဆော့တော့မြင်းအတူညက်ပြီးတော့ပြီးနောက်ဂျွန်စောခေမှာလည်းအားလုံးအဲ့လိုဂျွန်စောကေလီထိတ်လန်လေးဖြစ်နေတဲ့အချိန်မှာအဲ့လိုတူလေးနဲ့လိုက်တာတိတ်လက်ကောက်ဆိုတော့ပြဲတဲ့စိတ်ညစ်ကစပင်ရဒါပေမဲ့တော်တော်အသက်ကြီးလာတဲ့အခါကြာတော့မှလို့30နာနီတော့မှကိုယ့်ကိုလက်ခံလိုက်တော့โอเคငါစပင်ကောက်တယ်ဆိုတော့အရင်တော့ဖြောင်းနေတယ်ဒါစပင်ဖြောင်းနေတယ်စပင်ဖြောင်းနေကနေကြည့်တယ်စပင်ရှေးရဆက်ဆွဲပြီးတော့လို့ကတ်ဒါပေမဲ့လို့အကောက်နဲ့ပဲနေတော့မယ်ဆိုပြီးတော့သုံးချက်ချလဲကျွန်တော်အကောက်ပုံပဲ AC ပဲနေလိုက်တော့တဲ့ခါကျခေါင်းဖိတက်တာဗျာအဓိကကျွန်တော်ခေါင်းမဖိဘူးခေါင်းဖိရရန်ရှာခေါင်းလည်းဖိကြလည်းမလို့လေနော်အမြဲတမ်းရေချိုးရင်ခေါင်းလျှော်ရင်ခေါင်းရွှေနဲ့ခေါင်းလျှော်ပြီးတော့လို့ရှိရင်ကျွန်တော်ကတန်လွင်စီထည့်တယ်အုံးစီကြတော့ငယ်ငယ်ထည့်ကြီးကတော့အုံးစီနဲ့မကြိုက်တာနဲ့တန်လွင်စီထည့်တာများကျွန်တော်ကျန်တဲ့စပင်အတွက်ဟို caring လောက်တာပါကတိတ်မရှိဘူးဟိုလိုတန်လွင်စီပဲထည့်လိုက်ပြီးတော့ထားတာကြီးလာတော့မှစပင်ကောင်းနဲ့ဆင်ပြေသွားအကုန်ဒီလိုဆင်ပြေသွားစစ်ကားရဲ့မြိုက်တော့လဲစစ်ကားရိုက်စံလို့လေစစ်ကားရဲ့တည်တဲ့ကြောင်ကိုရိုက်နေမှာမဟုတ်လေစစ်ကားရဲ့စစ်သားဘက်ကရင်တည်နေရမှာစစ်သားတစ်ချိန်လုံးရှောနေတာကိုနန့်ကြီးတယ်ဘာကြီးလဲဖြိုးမြတ်မတူစိန်မန်းမြဆိုတဲ့အောင်ဝင်းမြတ်ကသူကဗမာပြည်မှာသူကအဆိုတော့ပါသူကတော့သူကအိမ်ငတ်ဆောင်ရထင်တယ်နော်ကျွန်တော်ကချင်းမဆိုတဲ့ဘူးကျွန်တော်ချင်းဆိုလည်းမကောင်းကျွန်တော်ကဟယ်လိုဆိုကျွန်တော်ကချင်းဆိုတောင်းဆက်မကြီးတတိယနေတယ်သူလဲတောင်းဆက်မကြီးရီ sorry ဟင်းဦးရဟင်းဘာလို့ဖြက်ဆိုကျွန်တော်အပေါ်မှာဗာမိလိုက်တာလေဟင်းဦးကနည်းနည်းကြော်လိုက်မယ်နော်စပင်ရှင်နဲ့လိုက်တယ်ကျေးဇူးပါကျွန်တော်လည်းစပင်ရှင်နဲ့နေပါတယ်ကြိုက်ပါတယ်လို့စပင်ရှင်မြန်တယ်ကျွန်တော်ကလေစပင်ရှင်ကမြန်တယ်ဒါအတူညက်ပြီးတော့တစ်ခေါက်ထက်နည်းနည်းထပ်ပါလိုက်ရသေးတယ်ကျွန်တော်တလားလောက်ဆိုရင်တော့ဘယ်လိုရှိတာလို့ဖြစ်နေအောင်ဆိုရင်ရှေ့ကမြန်တယ်ရန်ထားလို့ရတယ်ဟောနေကြည့်ကောင်းကောင်းပါဘူးကျွန်တော်လည်းငယ်တော့မကြိုက်ဘူးဆိုပြီးတော့ဒါပေမဲ့ကြီးတော့လည်းမကြိုက်လို့လည်းမရဘူးလေဖြုတ်လို့လည်းမရဘူးချင်းဆိုပါချင်းမဆိုသေးပါဘူးဟယ်လိုမယီမွန်ဟုတ်ကဲ့ပါဖြိုးမြတ်မတူပါဟုတ်တယ်တယောက်စီပါစိတ်မပြတ်မတူပါအေဂရူဟယ်လိုအာကြီးဖန်တော့ညီကိုလို့တည်တာကျွန်တော် iPhone မဟုတ်တော့ကျွန်တော် Man U ကျုံတော့မှာနောက်ရာကြီးကြတယ်မကောင်းဆင်းရဲဘူးလားဆင်းရဲဘူးရဲ့ Student လောက်ထားမယ်တကယ်ကြီးနေကိုတက်လို့တက်နေမယ်တော့ဝမ်းနေမြင်မယ်ဟုတ်တယ်အဲ့လိုပဲတလားကျွန်တော်တို့လည်းခါကြောက်ဖြစ်ပါမဖြစ်ဘူးတော့မဟုတ်ပါဘူးကျွန်တော်တို့လည်းသဲမာတဲ့ကောင်တွေမဟုတ်တာလို့ကိုဘော်ဒါရုပ်ရှင်ရိုက်နေအခုဆိုရင်ဘော်ဒါရုပ်ရှင်ရိုက်နေကြပဲအကုန်လုံးဒီပါရုပ်ရှင်ပြန်ရနေကြဒါပေမဲ့ပြားလာလို့အနည်းဆုံးတော့လို့ online မှာတက်လိုက်လို့ရှိရင်ဆဲခံမရဘူးဗျာကိုလိပြောကိုလုံနေတာတလားပြီးတော့ကျွန်တော်တို့ကယုံကြည်ထားတာတော့ဟိုဗမာဖြစ်ကျွန်တော်ရှင်းတန်းနိုင်တယ်ဗျာဘယ်နေရာကိုရောက်ကျွန်တော်ရှင်းတန်းနိုင်တယ်ဘာလုံးနဲ့ဖြစ်တေးဥမဆောင်လည်းကိစ္စမရှိဘူးလေတေးဥဆောင်လို့လေအခုလည်းအများကြီးတိုးဆောင်နေပါမှာဒါပေမဲ့ကျွန်တော်ရှင်းတန်းပြီးရက်တည်နေလို့ရတယ်တခြားလူတွေလုပ်လို့ရဗျာဟုတ်တယ်မလားဆိုတော့အဓိကတွေးမဖြေသွားဖို့ပဲဓမ္မလမ်းကြောင်းမှာရှိဖို့မတွေးဖြေသွားဘူးကျွန်တော်လည်းအခုလို AC မြင်ရလို့ AC ဖြစ်နေထင်ကြတယ်ဒါဒီအချိန်မှာမြင်တော့ AC ဖြစ်နေမှာကျွန်တော်လည်းလောင်တဲ့ချိန်တွေရှိရပဲကျွန်တော်လည်းကိုပြဿနာနဲ့ကိုအိမ်လောင်းကပေးရအောင်မယ်ဟိုတငယ်ချင်းတွေအဲ့လိုညီဝါလိုလာထောက်ပံ့ပေးခြင်းနဲ့အများကြီးပဲ
နော်ခါကျရင်ကားတော့စီးထက်ကြစီဖို့မရှိဘူးကိုကြီးကျေးဇူးပါကဲပါဟုတ်တယ်တာကီအဲ့ဒီကားတော့ကြိုက်ကြတယ်ကျွန်တော်လည်းအဲ့တကားပဲယုံနေမြင်တာပါကျန်တဲ့ကားတွေမတင်ပြဘူးမင်းthat ချောနေအောင်ဘီးဝယ်တာလေဘီးတွေထိုးတာMan you ဟိုတခုရတော့ဟောလီလိုဖက်လာဆိုပြီးအသေးမှလည်းဖြစ်တာကိုကပဲအမှန်အဲ့ဒါအမှန်ပဲတော့ကိုကဘာမှလုပ်လို့မရတချို့ကိစ္စကြကျွန်တော်ဆိုလေကျွန်တော်လည်းအရန်ခက်ခဲတဲ့ရန်ဆိုးရတဲ့အခြေအနေတွေကြုံရတာဗျာရန်ဆိုးရတဲ့အခြေအနေတွေရန်ခက်ခဲတဲ့အခြေအနေတွေကြုံရတာသိမလို့အခြေအနေတွေငတ်မလို့အခြေအနေတွေငါတို့ဒီလမ်းလျှောက်တာမှားပြီလားအဲ့လိုမျိုးဘွားကြီးမှာခက်ခဲတဲ့အခြေအနေကြုံရတာပဲဗျာသိလားဒါမဲ့အဲ့ဒါတွေကိုကျွန်တော်စိတ်ညစ်ပေမဲ့လေစိတ်ညစ်နေတာဘာမှလုပ်လို့မရဘူးဗျာလားကျွန်တော်ခါချင်ငိုလိုက်လေအချိန်ကုန်ပြီလူပင်ပန်းသွားတာပဲရှိတယ်အဲ့တော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့လက်ခံလိုက်โอเคဖြစ်လာပြီပေါ့နော်ဖြစ်လာပြီဆိုတော့ငါဘယ်လိုဖြေရှင်းမလဲငါတော့ရှောင်းလဲတော့မလားငါဖြေရှင်းရမလားဒီလမ်းကိုငါဆက်လျှောက်မယ်ဆိုဒီပြဿနာဖြေရှင်းမှရမယ်ဆိုတော့ပြဿနာရောကြော်ရတာပဲဗျာဖြေရှင်းနိုင်တဲ့ပြဿနာကြောက်လဲကိုနောက်မှရှိတဲ့မိတ်ဆွေတွေပေါင်းတင်နေအကူအညီတောင်းရတာပေါ့နော်ဟောတက်တီနာတွေအကူအညီတောင်းအဲ့အနေပဲကြော်လွှားရတာပဲဆိုတော့ဟောနောက်ဆုံးဗျာဘာမှမရဘူးဆိုရင်တော့မှသင်ခန်းစာရတယ်ဗျာသိလားသင်ခန်းစာတွေနဲ့ရလိုက်တယ်โอเคငါဒီလိုမျိုးလုပ်လို့ရှိရင်နောက်တစ်ခါလုပ်ရင်တော့ငါဒါမျိုးတွေရှောင်ရမယ်ဆိုတာပဲကျွန်တော်ယူလိုက်တယ်ဗျာသိလားဘဝမှာတော့စုပ်ပြတ်တတ်နေတာပဲအားလုံးကကိုးထွားနဲ့ကိုရတော့လေဒါမှမဟုတ်ပြောလို့ပဲစိတ်ညစ်ရောဘာထူးမှလဲဟာမထူးဘူးလေတေးပလိုက်လို့မှမရနော်တေးပလိုက်လို့ရတယ်ဆိုရင်တော့လေစိတ်ကြရရှင်းသွားပြီဗျာဘာမှရင်ဆိုင်တော့ပြလဲပြီးတေးလိုက်လို့ရအဲ့လောက်မှလွယ်ကူနေရနော်အဲ့ခါကျဖြတ်တန်းရတာပဲဆိုအချိန်တစ်ခုရောက်လာတဲ့အခါကျတော့လေအဲ့ဖြတ်တန်းလိုက်တဲ့ဖြတ်တန်းမှုကြီးကကိုယ့်အတွက်သင်ခန်းစာတွေရတယ်အဲ့လိုမျိုးအလားတူပြဿနာတွေကြုံလာတဲ့အခါမှာကျွန်တော်ရှောင်ကွင်းသွားလို့ရတယ်ဗျာသိလားโอเคငါဒါမျိုးကြုံပြီးသွားပြီဒါမျိုးဖြစ်အောင်တော့ငါလုပ်မယ်ဆိုပြီးရွေးချယ်ရတဲ့သင်ခန်းစာဒါဒီတစ်ခေါက်ထိခိုက်နာကျင်တရားရလိုက်ပေမဲ့နောက်ခေါက်တွေတော့ကျွန်တော်တို့သင်ခန်းစာရသွားပါတော့ဟိုဘာစိတ်မညစ်ပါနဲ့အားလုံးကအဆင်ပြေသွားမှာဟယ်လိုကျော်မျိုးတို့မင်္ဂလာပါရဇာထွန်းဟယ်လိုစီးစာကျေးဇူးပါတန်းစင်ဖြူအော်ဒေါင်းဆက် sorry ဒေါင်းဆက်တိပြီတိုင်းကျော်တယ်ဟယ်လိုဟုတ်ကဲ့ပါတီဝိုင်းဘယ်လိုတွေဖြစ်သွားမလဲဆိုအဲ့တော့ကိုအယူဆနဲ့ကိုပေါ့နော်ဗမာဗုဒ္ဓဘာသာမှာတော့ဗုဒ္ဓဘာသာယူဆခရစ်ယာန်မှာလည်းခရစ်ယာန်ယူဆမွတ်စလင်မှာလည်းမွတ်စလင်ယူဆပေါ့တီဝိုင်းရင်ဘာဖြစ်မလဲဆိုတာဝေးပါတယ်ကျွန်တော်လက်ရှိမှာဘယ်လိုရှင်းတမ်းအောင်လဲဆိုတာအရေးကြီးတယ်ဒီလားတီဝိုင်းရင်တော့ဒီဘောတော့ကကိုကတော့ဘာမှမသိတော့ဘူးလေကြံနေတဲ့လူတွေကတော့ဆက်ဖြတ်တတ်ရမှာလူတွေကတီဝိုင်းရဲ့လူတွေကတနာပါရဲ့တီဝိုင်းကြီးပေါ့နော်ဒါပေမဲ့ကြံနေတဲ့လူတွေပိုတနာဖို့ကောင်းပါတယ်ဟုတ်တယ်အားလုံးလက်ခံလိုက်အဓိကအကောင်းမြင်မှုပဲအကောင်းမြင်မှုဆိုတော့ကွာလို့ဟောငါ့ကိုစောက်ခွက်ရိုက်သွားတယ်ဘာမှဖြစ်ပါဘူးကောင်းမြင်လိုက်မယ်ဆိုတော့မဟုတ်ဘူးပေါ့နော်စောက်ခွက်ရိုက်ခံရတယ်โอเคငါဘာလို့ရိုက်ခံရလဲနောက်ခါဆိုငါရိုက်မခံဘူးငါပြန်လုပ်မယ်ဘယ်လိုပြန်လုပ်အဲ့ဒါကြီးကပြန်ပြီးပြင်ဆင်ရတာပေါ့နော်အဲ့ဒါဘာလို့ရိုက်ကအကျိုးအကြတော့ play တော့လာမရဘူးလေအကြောင်းကြောင့်အကျိုးဖြစ်တာကြီးပဲသိမှာအဲ့တော့ဘယ်ကိစ္စမှမဆိုအကြောင်းရှိအကျိုးရှိဆိုအကျိုးနဲ့အကြောင်းကွက်ကိုဆင်ကျင်နိုင်လို့ရှိရင်တော့အဆင်ပြေတာပေါ့နော်ဆိုတော့ပြောလို့ကကျွန်တော်ယူဆတာတေဝိုင်းရင်ဘာဖြစ်မလဲဆိုတာလေခုလက်ရှိရှင်နေတဲ့အချိန်မှာဘယ်လိုနေရမလဲဆိုတာရေးကြည့်တယ်အဲ့ဒါပဲစဉ်းစားမင်းကနည်းနည်းမဟုတ်သေးကြအောင်ညဘက်လည်းမအိတ်ခင်းနေစော့မိမလည်းခကြီးသွားနေတယ်မနက်9နာရီအိတ်နေ့လည်း10နာရီလောက်မှတာဒီဘောလုံးလေးကန်ခုလည်းဘောလုံးဝင်ပြန်လာမမထမင်းကမစားဘူးဘောလုံးကကန်လိုက်တော့ဘိုက်ကစားကျွန်တော်ဘိုက်စားရလို့ပင်မဆော့လိုက်ထမင်းမစားပြတော့မခိုင်းဆိုင်ကိုပါမှာပြင်ကိန်းစော့မယ်နော်မပြန်ရအောင်ပြပဲ
တေဘောင်းတော့တေးမှာပါကုန်းတော့တေးကြမှာတေးလိုက်ချင်းလိုက်ပေါ့ဗျာအားလုံးကတေးသွားပြီးလူတွေအများကြီးတေးသွားပြီမယ်လေလူတွေအများကြီးပြန်ဖြစ်နေရနော်လူတွေအများကြီးပြန်မွေးနေရဟောမလို့ဒီမိုကရေစီဟုတ်တယ်အိမ်မှာလွတ်လပ်ရေးရဟုတ်လားကောင်းပါတယ်အဓိကကိုချင်းစာတရားရှိဖို့လို့လားတက်လားကိုချင်းစာတရားကျွန်တော်ကုသိုလ်လည်းဗျာလို့ဒီဘက်တော်နေဒီဘက်ပါလာရပါလေဆိုတော့ဘာမှမဟုတ်ကိုချင်းစာတရားနဲ့ရှက်တရားနဲ့လေနော်နောက်တော့ဘာကြောင့်မှမဟုတ်တော့အမှန်တရားတွေဘာတွေကြီးတွေမပြောနိုင်မှာတိုင်းပြည်ကဲတင်မှုတွေဘာတွေကနောက်မှသိလားကိုပြောတဲ့စကားကိုကိုတီးဖို့လိုတယ်ဆိုတော့ကိုပြောတဲ့စကားကိုမှကိုမတီးနိုင်ဘူးဆိုရင်တော့ဘယ်သူကလေးစားတော့မှာလဲတိုင်းတီပြည်တီလက်တီးသမောင်တန်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောထားပြီးတော့3-4 လညတော့ကျွန်တော်တို့မပါတော့ပါဘူးကျွန်တော်တို့ဟိုဘာဖြစ်လို့တရားဖြစ်လို့ပါဆိုတာကြီးကြတော့ဗျာဘသူ့ကိုကြောက်ချင်းမကြောက်ချင်းထက်ရှက်စရာကြီးလေနော်ကျွန်တော်တို့ရှက်တယ်အဲ့လိုဘာကြောင့်မှမဟုတ်ဘူးဆိုရင်တော့ကိုပြောတဲ့စကားတစ်ခုံကြောင့်ကိုရက်ဒီချက်ကိုမယိုင်နေဘူးပဲရှိတာနော်ဘာဆိုင်နေဆို Aries ပါကျွန်တော်က April born နဲ့ Aries အားကြောင့်စပင်းကကောက်တယ်ဂျိုပဲကြံတာဂျိုတက်ပေးလိုက်အောင် twin ဆိုပြီး Aries ဆိုတော့